ဘာဥဆုံးတင်ပြလို့တော့ငလင်းဆိုတာကျူတင်ခံမှန်းလို့မရဘူးဆိုတဲ့အချက်ရယ်ဒုတိယကငလင်းဆိုတာနေတိုင်းလုံနေတယ်ဆိုတဲ့အချက်ရယ်ကဘာနဲ့အဝမ်းကြည့်ရင်ဒါတွေးရမှာဖြစ်ပါတယ်တနေ့ငလင်းနေလှုပ်ခဲ့တဲ့အချိန်ပေါင်းကဘာကြီးတစ်ခုလုံးပေါ်ကကြိုပြီးကြည့်မယ်ဆိုရင်တော့အချိန်ပေါင်းဟာသိမ့်ချီနေပါတယ်ဂျပန်နိုင်ငံထဲမှာပဲတနေ့အတွင်းလှုပ်တဲ့ငလင်းအချိန်ပေါင်းဟာသိန်းကျော်ကြည့်ရှိခဲ့တဲ့နှစ်တွေရှိပါတယ်ဒီဟာကိုတင်ပြရတဲ့အကြောင်းရင်းကငလင်းနဲ့ပတ်သက်ပြီးအယူသီးမှုမရှိဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်ဒုတိယရေးကြီးတဲ့အချက်ကတော့ငလင်းဘယ်ချိန်လှုပ်မယ်ဘယ်ရက်လှုပ်မယ်ဆိုတာတွေဟာသိပ္ပံကြီးကြတဲ့ခံမှန်းချက်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်2015ခုနှစ်အတွင်းမှာငလင်းတွေလှုပ်ခဲ့ပါတယ်မြန်မာပြည်အတွင်းမှာလည်းလှုပ်ပါတယ်ဒါပေမဲ့လှုပ်ခဲ့သမျှငလင်းတွေကျွန်တော်မှတ်မိသလောက်ဆိုရင်တော့အင်အားဟာအများဆုံးအသင့်အများဆုံးဖြစ်ခဲ့ပါတယ်အင်အားအသင့်ဆိုတာအင်အားဟာ Richter scale 6အထိအများဆုံးပေါ့လေအဲ့ဒီကဏ္ဍအထိပဲအများဆုံးလှုပ်ခဲ့တယ်ဆိုတာသိရတယ်မြန်မာနိုင်ငံအလယ်ပိုင်းမှာအများဆုံးလှုပ်တယ်စကိုင်းတိုင်းမှာလှုပ်တယ်ရှမ်းပြည်နယ်အဲ့ဒီဘက်မှာလည်းအထူးဖြင့်နယ်စပ်ဒေသတွေမှာလှုပ်ပါတယ်အထူးဖြင့်မြန်မာနိုင်ငံရဲ့ပြင်ပမှာရှိတဲ့တရုတ်ပြည်ထိုင်းနိုင်ငံဘက်မှာလှုပ်တာလဲတော်တော်များပါတယ်ငလင်းနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ငလင်းငယ်ကြီးများလှုပ်ရင်ငလင်းကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်ဒါလည်းဘယ်ပေါ်မှာအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်းဘာကြောင့်လှုပ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်တော့ငလင်းဆိုတာမြေလွှာနှစ်ခုပုတ်တိုင်မှုကြောင့်ပုတ်တိုက်တဲ့အခါမှာဘေးတိုက်ပုတ်တိုက်ရှိတယ်တပြေးပြေးပူနီးလာတာရှိတယ်တပြေးပူဝေးသွားတာရှိတယ်သုံးမျိုးရှိပါတယ်ဘယ်လိုမျိုးစနဲ့ပဲတွေ့အဲ့ဒီမြေလွှာနှစ်ခုရဲ့ကြားငရင်ကြောပေါ်မှာမြေလွှာနှစ်ခုရဲ့ပုတ်တိုက်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်အဲ့ဒီ stress တွေဟာဒဇဇနဲ့စုဆောင်းလာပါတယ်စုဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမ့်မထားနိုင်တော့တဲ့အချိန်မှာဒီစုဆောင်းထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်အဲ့ဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်ဘာနဲ့လာတန်တူလဲဆိုရင်တရေပင်ကြက်ပေါင်မိတ်ပင်ကိုအစနှစ်ဖက်ကဂိုင်းပြီးတော့ဆွဲတဲ့ခါမှာဒီတရေပင်ဟာတင်းလာပါတယ်ဒါတင်းအားပါပဲ stress ပါပဲအဲ့လိုဆွဲတဲ့ခါမှာတစ်ချိန်မှာဆက်လက်တင်းမထားနိုင်တော့တဲ့အနေအထားရောက်တဲ့ခါမှာဒီသေပင်ဟာအင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကိုဖြည့်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်ဒါဟာငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်ချက်တွေဖြစ်တယ်မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ်မြန်မာနိုင်ငံမှာငလင်းအန္တရာယ်အမြင့်ဆုံးဒေသတွေဆိုတာလဲကျွန်တော်တို့တွက်ထုတ်ပြီးသားဖြစ်တယ်အဓိကအဖြစ်မြင်းကလင်းအန္တရာယ်အမြင့်ဆုံးရှိတဲ့ဒေသတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်အဲ့ဒီဒေသတွေမှာငရင်အများဆုံးလှုပ်လေရှိပါတယ်ကျန်တဲ့ဒေသတွေကတော့အထိုက်လျောက်လှုပ်ပါတယ်အဲ့ဒီဒေသတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ AR မြစ်ကျော်တလျှောက်အဲ့ဒီဒေသမှာလည်းငလင်ကြီးတွေလှုပ်ခူးပါတယ်အဓိကအပြင်ငလင်ကျော်ကြီး၅ခုရှိပါတယ်ဟိုးအနောက်ဘက်ရခိုင်ကမ်းရိုးတန်းရဲ့အလွန်ပင်လယ်ရေပြင်အောက်မှာငလင်ကျော်တစ်ခုရှိပါတယ်ရခိုင်ငလင်ကျော်လို့ပဲခေါ်ကြပါတယ်အရှေ့ဘက်ကိုလာလိုက်ရင်မြန်မာပြည်ရဲ့အဓိကငလင်ကြီးတွေအပြည့်စည်းများတဲ့ငလင်တွေအလုံများလေးရှိတဲ့ငလင်ကျော်ကတော့ AR မြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုဒ္ဓမကွေ့ထိရောက်အောင်ရှည်လျားတဲ့စကိုင်းငလင်ကျော်ဖြစ်ပါတယ်အဲ့ဒီနောက်အရှေ့ဘက်ကိုကူးသွားရင်ကြောက်ကြမ်းငလင်ကျော်အဲ့ဒီနောက်တန်လွင်ငလင်ကျော်အဲ့ဒီနောက်မြန်မာပြည်မြောက်ဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်တကောင်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်အသေးလေးတွေတော့အများများရှိပါသေးတယ်အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးတွေမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်ဥမာဖြင့်စကိုင်းငလင်ကျော်ကြီးမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာနောက်ထပ်ငလင်တစ်ခုထပ်လုပ်ဖို့
ကြာမြင့်တဲ့ return period ကိုအများကြီးကြော်နေပြီဖြစ်ပါတယ်ဆိုလိုတာတော့ငလင်ကြီးတခုအချိန်မီလုံနိုင်တယ်ဆိုတဲ့သဘောကိုပြနေပါတယ်ဒါတတိထားမယ်အချက်တခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလင်လုတ်တဲ့အခါမှာအားကောင်းဆုံးငလင်လုတ်တဲ့နေရာနဲ့အပြည့်စည်အများဆုံးငလင်လုတ်တဲ့နေရာတို့ဟာတက်တက်တည်းမကြတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလုတ်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာကျောင်းကျန်းငလင်ကျော်ပေါ်မှာလုတ်ခဲ့ပါတယ်မင်းမျိုးတောင်ကြီးစားတဲ့မြို့များအနီးကဖြတ်သွားပါတယ်ဒါမဲ့အပြည့်စည်အသေးပြောက်ဆုံးရှုံးမှုမများပါဘူးအပြည့်စည်အသေးပြောက်ဆုံးရှုံးမှုအများဆုံးငလင်တွေကစကိုင်းငလင်ကျော်ပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပျက်စီးများတဲ့အကြောင်းတွေရှိပါတယ်စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါတယ် shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဗဟိုဌာနဟာမြေကြီးအောက်80ကီလိုမီတာတဲ့ယွန်နေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပျက်စီးများတတ်ပါတယ်စကိုင်းငလင်ကျော်မှာလှုပ်သမျှငလင်တိုင်းဟာအနက်တိမ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲဒီအင်အားကအနည်းဆုံး9ကျော်သွားမယ်ဆိုရင်တော့ဒါအပျက်စီးများတာပါပဲအပျက်စီးများတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျော်ပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးဟာထူထပ်ဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခေတ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကျော်ပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပူရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်းအလုံးနေရာစကိုင်းငလင်ကျော်ပေါ်မှာရှိပါတယ်လူကြီးကလည်းထူထပ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့သတိထားရမယ်အချက်လိုပဲမြင်ပါတယ်ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါတယ်ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအသေးပြောက်များခြင်းဖြစ်ပါတယ်ငလင်လို့သိတာကဘယ်တော့မှမများပါဘူးဒါပေမဲ့ငလင်လှုပ်လိုက်တဲ့အတွက်အဆောက်အဦပြိုကျပြီးပြီလို့ဖိမိလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့သိရတာကများလေးရှိပါတယ်ဒီတော့ငလင်ရဲ့အသေးပြောက်ဟာအဆောက်အဦအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေသဟာမြင့်မားတဲ့အဆောက်အဦတွေရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်ဒါကြောင့်မို့အထူးဖြင့်မြင့်မားတဲ့တိုက်တာအဆောက်အဦတွေဆောက်သမျှအဆောက်အဦကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြေငလင်ဆိုင်ရာ engineer အတတ်ပညာမပါဘဲဆောက်လုပ်ထားတဲ့နေရာတွေဒီလိုနေရာတွေကအန္တရာယ်ပူကြီးပါတယ်ဥပမာအဖြစ်တောင်တွင်းကြီးငလင်လှုပ်တုံးကအသေးပြောက်မများပါဘူးဒါပေမဲ့သေသမျှအားလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့သေတာကြီးပါပဲအဲဒီပြိုကျတဲ့တဲမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ရနေနံကတ်တိုက်တွေများပါတယ်အဲ့ဒီနံကတ်တိုက်တွေမှာအုတ်နိုင်ရနေလှုပ်ထားတဲ့အခါမှာအုတ်နိုင်ရများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူးဘေးကတက်သားနဲ့ဘောင်ကော့ထားတဲ့အခါမှာအဲ့ဒီဘောင်ရဲ့အကျယ်ဟာ10 ပေ 6 ပေလောက်အကျယ်ရှိပါတယ်အဲ့ဒီထဲမှာအုတ်စီထားပါတယ်အုတ်စီတဲ့အခါမှာလည်းအုတ်နဲ့တက်သားနဲ့ကြားမှာခိုင်မြဲအောင်လှုပ်လို့ရှိတဲ့ဂျာလီဆိုတဲ့ပုံမခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လှုပ်တဲ့အခါမှာအဲ့ဒီအင်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကြပြီးအဲ့နာမှာအိတ်နေတဲ့လူတွေပေါ်ပြီလို့သိရတာဖြစ်ပါတယ်တနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ခံ့မှုနဲ့လူရဲ့ကြိုတင်ကာကွယ်မှုအသိဟာအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုတင်ပြလို့ရဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့2016ခုနှစ်မှာငလင်တွေကစင်လာတိုင်းလှုပ်မှာပါပဲဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနေ့တည်းပို့ပြီးပူနေတယ်အခု2015ခုနှစ်ဟာကမ္ဘာသမိုင်းမှာပူဆုံးနှစ်ဖြစ်ခဲ့တယ်ဒါတွေရဲ့နောက်ဆက်တွဲဖြစ်ငလင်တွေထပ်မံလှုပ်ဖို့ဆိုတာကတော့တေချာတဲ့အလုပ်တစ်ခုလိုပဲဆိုနေပါတယ်ဒါပေမဲ့လှုပ်တဲ့ငလင်တွေဟာအင်အားမကြီးရင်တော့တာမန်အာနေငယ်အာအတင်းတင်းစသဖြင့်ဒီနည်းပြော research scale 6တဲ့မကျော်ရင်တော့အပျက်စီးနည်းတတ်ပါတယ်များသောအားဖြင့်တော့ဒါပေမဲ့6ကျော်ရင်တော့အပျက်စီးရှိတတ်တယ်ဒါကလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာတည်နေခြင်းဖြစ်ပါတယ်ညီကုန်းပြန်ကြုတ်ကျင်တာအဓိက2ချက်ပါပဲတစ်ချက်ကငလင်းစွာကြိုတင်ခံမှန်းလို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်
နံပါတ်2အချက်ကငလင်ငယ်လေးတွေများများလှုပ်ရင်ငလင်ကြီးလှုပ်ဖို့အခွင့်အရေးနည်းပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရပ်များဟာအစိုးရလုံကဲမရှိဖို့နဲ့အရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်နဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့တကြွနားလေသူများရဲ့လမ်းညွှန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်